အရဟံဆိုတာပါလေစိတ်ထဲမှာလောဘဒေါသမောဟလုံးဝကင်းကွာနေတဲ့သဘောလေးအပူမရှိလို့ငြိမ်အေးနေတယ်အရှုပ်တွေမရှိလို့ရှင်းနေတယ်ဆင်းရဲတာတွေမရှိလို့ချမ်းသာတယ်အဲ့ဒီအနေအထားလေးကိုအာရုံပြုနိုင်ဖို့လိုတယ်အဲ့ဒါကံကောင်းအောင်လုပ်နေတာဒီစိတ်အရဟံကိလေသာအပူကင်း၍ငြိမ်အေးတော်မူသောမြတ်စွာဘုရားပဋိသင်္ချာဒီစိတ်မှာအကျိုးရှိတော့အနည်းဆုံးတော့108ခေါက်တော့ဆင်ခြင်မိမယ်လေအဲ့တော့အရဟံလို့ဆိုနေတာလေဘုံကတော့အတိပ္ပယ်လေးပါတွဲပြီးတော့ဆိုနိုင်ရင်ပို့ပြီးတော့သဘောကျတယ်အရဟံကိလေသာအပူကင်း၍ငြိမ်အေးတော်မူသောမြတ်စွာဘုရားတခါလည်းပေါအောင်လို့နော်ဒီဒါဘာလို့တာကံကောင်းအောင်လုပ်တာကံစိတ်ဥဒ္ဓအာရအကြောင်းတရားတွေကိုကောင်းအောင်ပြင်နိုင်မှဘုံလို့ရခြင်းတဲ့အကျိုးရလဒ်ကောင်းတွေထွက်မှာတရားကိုမျက်ချင်မပြတ်နဲ့ဟုတ်လားဘုကံကောင်းအောင်လုပ်ကံပြီးတော့ပါလားကံကောင်းအောင်နှစ်နည်းပြောလို့နော်တနည်းရပါဆိုမေတ္တာတရားကိုယ်စေတနာလေးတွေဖြူစင်တန်ရှင်းနေအောင်ကိုယ်ကံတွေမြင့်နေအောင်ကံတွေအစင်အတန်းရှိအောင်မေတ္တာထားရမယ်တတော်အားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ခေါ်တာမေတ္တာကိုချစ်ချင်းနဲ့ရောထွေးပြီးတော့အတိပ္ပယ်ကိုတချို့ကပေါပေါနားမလဲရရှိတယ်မေတ္တာဆိုတာတတော်အားလုံးရဲ့ပုံမှာချမ်းသာစေခြင်းလားဘေးရန်တွေကင်းစေခြင်းနဲ့ကျန်းမာရေးကောင်းစေခြင်းနဲ့နှလုံးစိတ်မှာညီအေးစေခြင်းနဲ့အစမပြေတဲ့ဘာမှဖြစ်စေခြင်းဘူးရှင်ပြေတာတွေဖြစ်စေခြင်းနဲ့ကောင်းစေခြင်းတတော်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ကလေးအလုံးအစင်တန်းမြင့်တဲ့စေတနာတွေအလုံးကောင်းတယ်အဲ့ဒီမေတ္တာစိတ်ခဏခဏဖြစ်အောင်လုပ်ပြီးတော့လည်းပဲကိုယ့်ရဲ့ကံကိုမြင့်တင်ရအောင်နော်အဲ့ဒါကိုလည်းနှုတ်နဲ့အရင်ရွတ်ဆိုအလုံးသောတတ္တဝါဤဘေးရန်ကင်းကွာကိုယ်ရှိနေပြကြမှာချမ်းသာကြပါစေဒါလို့ဆိုရင်ရပြီအဲ့ဒါကိုထက်ခါရွတ်ဆိုနေကြရင်စိတ်ဝင်စားပြီးတော့ကိုယ်စိတ်ကအဲ့ဒီထဲမှာတက်ဝင်လာနိုင်လိမ့်မယ်အဲ့ဒါမေတ္တာတက်ဖြစ်လာမယ်ဝိရိယရှိဖို့လိုတယ်ကြိုးစားဖို့လိုတယ်နော်အဲ့ဒါဘာလဲလို့မေးရင်ကံကိုဘုံဘုံတို့တွေပြင်ဆင်ကြတာကောင်းအောင်ပြင်တာဟုတ်လားဘာနဲ့ပြင်မလို့အနှစ်ချုပ်ကလေးတွေပဲဘုံဘုံပြောချင်တာနော်ဘုရားနဲ့တတိနဲ့မေတ္တာမြတ်စွာဘုရားရဲ့ဂုဏ်အရေးအသွေးကိုစဉ်းစားဆင်ခြင်ခြင်းနဲ့ဘတ်တော်လေးရဲ့ပုံမှာကောင်းစေခြင်းနဲ့စိတ်ထားခြင်းပေါ့ဟုတ်လားဒါဆိုရင်ကံကောင်းတယ်ပြောချင်တာတွေအများကြီးဖြစ်ဆက်သွားမှာနော်ကံပြီးဘုံတို့ဘာကိုပြင်ရမလို့စိတ်ကိုပြင်ရမယ်တဲ့စိတ်ကိုဘယ်လိုပြင်ရမှာလို့လူရင်းပြောရင်စိတ်ကိုချမ်းသာအောင်လုပ်ရမယ်စိတ်ကိုမတုန်လှုပ်အောင်လုပ်ရမယ်စိတ်ကိုမဆင်းရဲစေရဘူးစိတ်ကိုမတုန်လှုပ်စေရဘူးစိတ်ကိုချမ်းသာစေရမယ်စိတ်ကိုတည်ငြိမ်စေရမယ်ဆိုအဲ့ဒီခံယူချက်ရှိရမယ်နှစ်ချက်ပြောတယ်နော်စိတ်ကိုမဆင်းရဲစေရဘူးစိတ်ကိုမတုန်လှုပ်စေရဘူးဘာပဲဖြစ်စေရမလဲစိတ်ကိုချမ်းသာစေရမယ်စိတ်ကိုတည်ငြိမ်မှုပဲရှိနေစေရမယ်အဲ့လိုဆိုရင်စိတ်မဆင်းရဲအောင်စိတ်ချမ်းသာအောင်ဘယ်လိုလုပ်မလို့စိတ်ကိုမဆင်းရဲအောင်လုပ်ရင်စိတ်ကချမ်းသာတာပဲစိတ်ကိုမတုန်မလှုပ်အောင်လုပ်ရင်စိတ်ကငြိမ်သွားတာပဲအဲ့လိုဆိုရင်စိတ်ကိုဆင်းရဲအောင်နှိမ့်ဆက်တာဘယ်သူတော့စိတ်ကိုတုန်လှုပ်အောင်လုပ်တာဘယ်သူတော့လူချင်းမမမှုတွေပြင်းထန်ရင်စိတ်ဆင်းရဲတယ်မကျေနပ်မှုဒေါသတွေပြင်းထန်ရင်စိတ်ဆင်းရဲတယ်ဘာမှမသိဘူးဘဝမှာဖြစ်တယ်လို့ပဲနေတယ်အတိအကျရှိအောင်မလုပ်ဘူးလောဘဒေါသနဲ့အောင်မလုပ်ဘူးဘဝခန္ဓာကြောင့်သိအောင်မလုပ်ဘူးကုသိုလ်ကောင်းမှုစိတ်ဝင်စားဘာမှမသိဘူးမောဟတွေနဲ့လွှမ်းနေရင်အဲ့စိတ်ဆင်းရဲတယ်စိတ်ကိုနှိမ့်ဆက်မဲ့ရာတွေကိုလောဘဒေါသမောဟဆိုတာတပြိုင်နက်တည်းမှာပဲစိတ်ကဆင်းရဲပြီဟဲ့ဆိုတာနဲ့စိတ်ကငြိမ်တော့ဘူးစိတ်တုန်လှုပ်တယ်ဆိုတာဆင်းရဲလို့တုန်လှုပ်တာချမ်းသာနေရင်စိတ်ကမတုန်လှုပ်ဘူးငြိမ်နေတာဟုတ်လားအဲ့တော့စိတ်မတုန်လှုပ်ခြင်းမူဆိုလို့ရှိရင်ဘုံဘုံတို့ဘာလို့ချမ်းသာအောင်လုပ်ရမယ်ချမ်းသာအောင်လုပ်မယ်ဆိုရင်ဘယ်လိုလုပ်မလို့မဆင်းရဲအောင်လုပ်ရမယ်မဆင်းရဲအောင်ဆိုရင်ဘယ်လိုလုပ်မလို့ဆင်းရဲစေတတ်တဲ့အရာတွေကိုဝင်မလာအောင်လုပ်ရမယ်ဆင်းရဲစေတတ်တဲ့အရာတွေပါလို့လောဘဒေါသမောဟရနော်အဲ့ဒါဘယ်လိုလုပ်အောင်ဆိုတော့အနှစ်ချုပ်ပြောရင်တတိနဲ့လုပ်ရတယ်တဲ့တတိနဲ့ကာကွယ်ရတယ်ကိုဘာဖြစ်နေတယ်လဲဆိုတာဒီကိုအမှန်ကအောက်မေ့နေတဲ့သဘောလေးဘုန်းကြီးကတော့မရှိလို့ပြောသေးတယ်လေကိုဘာဖြစ်နေလဲဝင်လေထွက်လေထွက်နေတယ်ပုံမှန်ဖြစ်နေအဲ့ဒါလေးပုံမှာတတိလေးထားလိုက်ပြီးဟေးဆိုတာနဲ့လောဘဒေါသမောဟကဝင်ကိုမရကာကွယ်ပြီးသားတားဆီးပြီးသားဖြစ်တယ်သူတို့ဝင်မလာဘူးဟေးဆိုတာနဲ့စိတ်ကမဆင်းရဲဘူးနှောက်ယှက်ပြီးမဲ့ကောင်းတင်နေကင်းစိတ်ကချမ်းသာသွားသူတို့နဲ့ဝင်လေစိတ်ကချမ်းသာတယ်ချမ်းသာပြီးဟေးဆိုလေးပါတော့ငြိမ်လေးပဲဟုတ်လားဒါကြောင့်ကိုယ်ရှိတ်ကိုတတိနဲ့ကာကွယ်စောင့်ရှောက်ရမယ်